လုပ်ကိစ္စရှိတယ်ငါအိမ်ကိုပြန်လာချိန်မှပြန်လာနော်အဲ့တော့ ဘာပါလဲပြောကြရဲသမီးတို့ဆိုင်မှာတော့ မစားဘူးငါအပြင်မှာကိစ္စတွေရှိတယ် လို့ပါလေပြောကြရဲတခါတည်းသမီးတို့ဆိုင်မှာမနဲ့ဆိုင်မှာတော့နော် မစားဘူးနေ့သမီးကငါစားမဲ့အချိန်မရှိဘူးငါအပြင်မှာအလုပ်ကိစ္စတွေရှိနေတယ်လို့ငါပြောတယ်လေ ပြောရဲသမီးဆိုင်မှာတော့တော့မဟုတ် ဟာလူလိုပြောနေတာဆိုတော့စားပါဗျာဟာ我研究嘛，အဲ့လေရောဘာသာလဲပေါ့ဘာလို့ ဘာလို့မသိကြအောင်ဆောင်ရတယ် အဲ့လေဟဲ့ဘေးကကောင်မလေး ဘာလို့တငယ်ချင်းတနာပါတယ်ကွာဒီကောင်ဆောက်ချုံမဟုတ်ဘူးကွာဘာလို့တငယ်ချင်းတွေမှာဒီကောင်ဒီလိုဖြစ်လာနိုင်မယ်လို့ငါတို့တခါမှမတွေးထားဘူး တော့ရောကွာ ဟလာငါဒီနေ့အပြင်မှာအလုပ်ကိစ္စရှိတယ်ငါအိမ်ကိုပြန်လာချိန်မှပြန်လာနော်အဲ့တော့ ဘာပါလဲပြောကြရဲသမီးတို့ဆိုင်မှာတော့ မစားဘူးငါအပြင်မှာကိစ္စတွေရှိတယ် လို့ပါလေပြောကြရဲတခါတည်းသမီးတို့ဆိုင်မှာမနဲ့ဆိုင်မှာတော့နော် မစားဘူးနေ့သမီးကငါစားမဲ့အချိန်မရှိဘူးငါအပြင်မှာအလုပ်ကိစ္စတွေရှိနေတယ်လို့ငါပြောတယ် ပြောရဲသမီးဆိုင်မှာတော့မဟုတ် ဟာလူလိုပြောနေတာဆိုတော့စားပါဗျာဟာ 我研究嘛， အဲ့လေရောဘာသာလဲပေါ့ဘာလို့ ဘာလို့မသိကြအောင်ဆောင်ရတယ် အဲ့လေဟဲ့ဘေးကကောင်မလေး ဘာလို့တငယ်ချင်းတနာပါတယ်ကွာဒီကောင်ဆောက်ချုံမဟုတ်ဘူးကွာဘာလို့တငယ်ချင်းတွေမှာဒီကောင်ဒီလိုဖြစ်လာနိုင်မယ်လို့ငါတို့တခါမှမတွေးထားဘူး这边你少干点。 အဲ့လေနေမနေမကောင်းဆိုတော့ငါတို့အခုမှမင်းရပြန်လာတာ သူကလည်းသူထားပဲသူအချိန်တန်လို့ရှိရင်စေကန်းသွားဆိုတက်ပြလိုက်အမျိုးဖားပူစရာရှိနေတာဒီသူကတော့ငယ်လေးဒီအခုကလည်းလည်းလုံးနေဒီတော့လူဆိုင်လိုက်ပါကွာ ဆရာသမီးမိမဆိုတာယောက်ျားအနားမှာရှိမှသူတို့တွေကရှင်ကြီးတာကွာနေမကောင်းတဲ့ယောက်ျားမျက်နှာကြီးရှင်ကြီးနေတာပေါ့ ဟာမင်းတို့ပေါ့ကွာအနားကြီးပူစရာအကြောင်းမရှိတာငါပြောတော့မပူလို့စားမင်းတို့ပူစရာအကြောင်းရှိ ပြမပူလို့မရဘူးလေ तू ကလည်းတကယ်ချင်းမင်းကလည်းတကယ်ချင်းမိမဆိုတာနေမကောင်းရင်ယောက်ျားအနားမှာရှိနေမှသူတို့လိုရတာအဆင်ပြေတာပေါ့ကွာ အာအရင်အာယုံနောက်တာပဲကွာမင်းတို့နဲ့တွေ့တာ အော်နောက်တော့လုံနေတယ်တော့ဆိုင်ကတော့ငါတို့ကတော့လိုက်ခဲ့ဒီမှာစကားပြောတာအဆင်မပြေဘူး ငါဘာတွေလုပ်နေလို့လဲကွာမင်းတို့ကောင်တွေကငါအပြစ်ပဲစွတ်ဆက်ပြီးပြောတယ်ပြောမင်းဘာအကွက်ရွှေ့နေရဆိုတာငါတို့သိရတော့မဖြစ်နေတာမဖြစ်အောင်ငါတို့ကပြောပြနေတယ်မင်းတို့ ဟုတ်ကဲ့သမီးလေး
ရပြီနော် ညညညညလေးမောင်းလိုက်ပါမတန်လူကစိတ်ကြံနေလေအေးယူတာဖြစ်ပါရဲ့လပိုင်းမြင်လားမြင်လားတွေ့လား အေးညိုဖုန်းကမရောက်နေဘူး နားလိုက်ကြအေးနားရဲဘာမှလာမင်းနေနေလာမလာလိုက်ငါတို့လမ်းထဲမှာစောင့် မင်းမြန်လာလို့ရောက် ကြောက်မြင်မြင်လာခဲ့တယ်ငါတို့စောင့်နေအေးရှောင်းရင်မင်းတီးအောင်လို့ပေါ့ ထားလိုက်ရမှာမင်းညာမိကောဒါပါအောင်လိုက်ရထားလိုက်ရမှာဒီကောင်ဘာမှစောက်ဆုံးကြတဲ့ကောင်မဟုတ်ဒီသားစုအတွက်လည်းနားမလဲတဲ့ကောင်သွားမယ် အေးရမင်းသူမယောက်ျားရဲညို့ကြောင့်ကြားပြီးတာပေါ့ ကြားတာပေါ့ကွာနားနဲ့တော့မဆက် ဒီကောင်ဘာလို့ပါလဲကွာဒီကောင်ငါတို့ရက်ွက်တဲ့လာအော်လေးဆန်လေးอ่ะဒီကောင်ဘာအောင်မို့လို့ စောင့်ကြည့်လိုက်ဒီကောင်ပြန်နေငါဘယ်လိုလုပ်လဲ အေးဝါစောင့်ကြည့်ရတယ်နော် စိတ်ကလေးနော်ဆရာမပေးတဲ့စာပေးတယ်တော့တောက်နော်စားကိုလည်းပုံမှန်စားနော်ဘာမှမတွေ့နဲ့လားငါကလေးကိုလည်းစိတ်ပုံမတိုက်ဘူးအားရှိတဲ့စားစားနေတဲ့သူကကလေးအားနေပြီအာငါကတော့ညာနေဟုတ်ဒီကောင်ဟုတ်ဟုတ်တော့ဒီကွာဒီတိုင်းမင်းလေးတောင်းတော့ကိုကျမကြီးထူကြိုက်မလေးကတောင်းတယ်ဟုတ်ပြီတောင်းရအောင်နော်ဘယ်တော့ဒီတောင်းလဲကိုကြီးပြန်မလာဘူးရှောက်သွားနေလည်းမသိပါဘူးဒီမှာလာဖြစ်ရှောက် 老子我弄进去了。弄进去了。 ဒီရဲ့တတိယဝင်ပါမယ်ဒီစက်မူနဲ့တတိယ ဟ
အိမ်နဲ့နေနဲ့ရေးကြီးလက်တော့ရဟုတ်ဘယ်လိုဖြစ်တာကျွန်တော်တွေ့တဲ့ဟိုဒီမှာလက်တော့ဆိုင်မှာလက်တော့ကျန်တဲ့ဖီဝါရေးဘူရေးကြီးတိုက်တယ်ဘူချမ်းလိုက်တော့တယ် ညာပဲဘုတော့ကြောင်းမလို့အမီးလေးကနာမခံစားနေအောင်လို့ ကိုတင်ကြီးရတယ်ကျွန်တော်ကိုခန်းစားနေကျွန်တော်လည်းခံစားရှေ့ဘက်ကိုကိုတင်မပြကိုစမိုးဒီရှင် ဒီတော့အဲ့ဒီကတော့ငါပို့စိုးတာဟုတ်ပါ ရှော့တော့ဒီအဲ့တော့အခုခုပြသွားလို့ဒီအခုဒီကခုဒုက္ခရောက်ပေါ့ဟောဗျာ ရေညွတ်ဒီကောင်ရေညွတ်တော့ဘာသမီးဒီလိုဖြစ်ငါဘလို့စိတ်အေးပြီးတော့အောင်လေနောက်ဆက်ပြီးတော့ခကြီးထွေးအောင်ပါ မမပြေးရင်